သိရတယ် concept တွေကိုမိလာတယ်ကိုလုပ်နေရတဲ့လက်ရှိဒီ M&E role မှာပို့ပြီးတော့ theory နဲ့ practice နဲ့ပေါ့ line ဖြစ်သွားရပေါ့နော်ဆရာ line ပို့ပြီးတော့အဓိပ္ပာယ်ပိုရှိလာရပေါ့နော်ဒီ M&E specialist တယောက်အနေနဲ့ M&E သမားတယောက်အနေနဲ့ပို့ပြီးတော့အဓိပ္ပာယ်ပိုရှိလာရပေါ့ဆရာပြီးတော့ပို့ပြီးတော့ okay ဒီ training တာကစောရခဲ့ရင်တော့ဘယ်လောက်ကောင်းမလဲပေါ့နော်ဘာလို့လဲPNB ဆိုရဲဟာတွေဆိုပတ်သက်ပြီးတော့ပို့ပြီးတော့နားလေသွားတယ်အခုဆိုရင်ကျမတို့ project အသစ်တွေပြန် run တဲ့အချိန်မှာဆိုရင်ဒီဟာနဲ့ပတ်သက်ပြီးတော့မှကိုရင်းနှီးသွားတယ်ဒါနဲ့ပတ်သက်ပြီးလုံနိုင်မယ်ဆိုရဲခံစားချက်မျိုးရသွားတယ်ပေါ့နော်အဲ့တော့ကြောင့်ကျမအနေနဲ့ဆိုဒီတင်တန်းလေးတက်လိုက်တာရွေးချယ်လိုက်တာအယမ်းမှန်တယ်လို့ခံစားလိုက်ရတယ်ပေါ့နော်အဲ့တော့နောက်လာမယ့် project တွေမှာဖြစ်နောက်လာမယ့် activity မှာဖြစ်ဆိုရင်အများကြီးအဲ့ဒီဆွဲတဲ့ high preparatory ဆွဲတာတွေရောအစအကုန်လုံးကျမတို့ဒီ M&E ရဲ့ process တွေပေါ့နော်အစနေပြီးတော့မှဒီ guideline တစ်ခုလုံးကိုတေချာနားလေသွားရဲဆိုရဲခံစားချက်မျိုးရရပေါ့နော်ဆရာ။ညီမကျတော့အသစ်အလုံးအသစ်ဖြစ်တယ်ဟောလေဆရာရဲ့ဒီ PowerPoint slide လေးပြန်ကြည့်ပြီးတော့ကို့မှာဘာလုပ်လဲဆိုရောလို့စရနေပေါ့နော်။ mission ကစပြီးတော့လုပ်ရရပေါ့နော်။အဲ့လိုစလုပ်တယ်ပေါ့နော်။တစ်ခုချင်းစီပြန်ကြည့်ပြီးတော့တစ်ခုချင်းစီလှုပ်သွားတယ်ပေါ့နော်တင်းရင်နဲ့ပေါ့တော့ဒီကိုမရဲ့ဒီ experience တွေကိုပြောတာတွေရောနဲ့အရန်စင်ပြီးရပေါ့နော်အရန်ကောင်းတယ်ပေါ့နော်ညီမအများကြီးရသွားတယ်လို့ခံစားရတယ်ကိုပါတွေးမိလဲဆိုတော့ငါ project management ဘိုင်းပဲပြန်ဝင်ဒါမှမဟုတ် M&E ဘိုင်းပဲကူပို့ပြီးတော့ confidence ရှိလာတယ်ဆိုတော့စိတ်တစ်ခုတော့ရတယ်ပေါ့နော်